မင်းကလေးတယောက်ကိုဆိုးရွားတဲ့မိန်းမတယောက်ကအဆက်ခွဲနေပါတယ်။အဲ့ဒီအချိန်မှာသူ့ပိုက်ထဲကကလေးကတစ်ချိန်တည်းမှာပဲပြောလာပြီးစပွဲပေါ်ရှိကိတ်မုတ်ကိုအသုံးပြုပြီးပြန်လဲတုတ်ပြန်ဖို့ပြောပါတယ်။မင်းကလေးကချက်ချင်းကိတ်မုတ်ကိုယူပြီးအဲ့ဒီမိန်းမရဲ့မျက်နှာပေါ်ကိုမယုံမလုံးထစ်လိုက်ပါတယ်။သူမရဲ့ခင်ပွန်းကဒီမြင်ကွင်းကိုမြင်တော့သူမကိုပြင်းပြင်းထန်ထန်တင်ကန်းစာပေးချင်လာပါတယ်။ဒါပေမဲ့မင်းကလေးကအနီရောင်ဝိုင်ကိုသူ့မျက်နှာပေါ်သို့လောင်းချလိုက်ပါတယ်။ထို့နောက်လုံခြုံရေးတွေကားနဲ့လိုက်လာတာကိုမြင်ပြီးမင်းကလေးကမြန်မြန်ပဲထွက်ပြေးသွားပါတယ်။သူမကအလွတ်နေရာတစ်ခုတည်းဝင်ပုန်းပြီးမှသာသူ့ပိုက်ထဲကကလေးကသူမကိုကာကွယ်ပေးနေတယ်ဆိုတာနားလည်လာပါတယ်။မကြာမီမွေးဖွားမဲ့ကလေးကိုပြုစုဖို့ငွေရှာရမယ်လို့သူမဆုံးဖြတ်လိုက်ပါတယ်။ကလေးရဲ့ညွှန်ကြားချက်အတိုင်းသူမကစတော့ဈေးကွက်ကိုသွားပြီးကြာဆင်းနေတဲ့စတော့တစ်ခုတည်းကိုသူမရဲ့ငွေအားလုံးကိုရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ပတ်ဝန်းကျင်ရှိလူတွေကသူမကိုအယူလို့ထင်ကြပါတယ်။ဒီအချိန်မှာသူမရဲ့ခင်ပွန်းလည်းစတော့ဈေးကွက်ကိုရောက်လာပါတယ်။သူမဝယ်ထားတဲ့စတော့ဟာတန်ဖိုးမရှိဘူးလို့သိပြီးခင်ပွန်းကသူမကိုအတော်လေးအဆက်ခွဲပြီးသူ့ကုမ္ပဏီရဲ့စတော့ကိုဝယ်ဖို့အကြံပေးပါတယ်။ဒါပေမဲ့ကလေးကမဝယ်ဖို့တတိပေးပါတယ်။မင်းကလေးကချက်ချင်းထွက်ခွာသွားပါတယ်။သူမထွက်သွားပြီးနောက်ခင်ပွန်းပြောထားတဲ့စတော့ကအလွန်ကျဆင်းသွားတာကြောင့်အဲ့ဒီယောက်ျားကအံ့ဩတုန်လှုပ်သွားပါတယ်။မင်းကလေးကသူမဝယ်ထားတဲ့စတော့တက်လာမယ်လို့မျှော်လင့်နေခဲ့ပေမဲ့3ရက်အတွင်းဘာမှမပြောင်းလဲပါဘူး။ကလေးကသူမကိုစိတ်မပြတ်အောင်တက်တာစီပြီးဆက်ပြီးစောင့်ဆိုင်ဖို့ပြောပါတယ်။ထို့ပြင်တင်တာစည်းဝေးတစ်ခုကိုတက်ရောက်ဖို့လည်းအကြံပေးပါတယ်။အဲ့ဒီမှာကုမ္ပဏီတစ်ခုကိုရယူနိုင်ခဲ့ရင်အနာဂတ်မှာအင်အားကြီးဆုံးမိန်းမတစ်ယောက်ဖြစ်လာမယ်လို့ပြောပါတယ်။ဒါကြောင့်မင်းကလေးကမတုံ့မဆုတ်ပဲဒေါ်လာ1 သန်းနဲ့ဝယ်ယူဖို့လေးလံတင်ပါတယ်။လူတိုင်းကသူမကိုလောင်ပြောင်ကြပါတယ်။သူမရဲ့ခင်ပွန်းကတော့သူမကိုစိတ်ဆိုးပြီးပြုလုပ်တာထင်ပြီးဈေးကိုဒေါ်လာ5 သန်းထိမြင့်တင်လိုက်ပါတယ်။ဒါပေမဲ့ကလေးကဒီ project ကအမျက်ကြီးများစွာရမယ်လို့ပြောပါတယ်ထို့ကြောင့်မင်းကလေးကတိုက်ရိုက်ပဲလက်ကမြောက်ပြီးဒေါ်လာ20 သန်းထိလေးလံတင်လိုက်ပါတယ်ခင်မုန်းကသူမမှာအဲ့ဒီလောက်ငွေမရှိဘူးလို့ယုံကြည်နေပါတယ်ဒါပေမဲ့ငွေစစ်ဆေးမှုလုပ်တဲ့အခါသူမမှာငွေမလုံလောက်ကြောင်းတွေ့ရှိခဲ့ပါတယ်မင်းကလေးကဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲကလေးက10 စက္ကန့်နောက်ပြန်တွဲစတင်လိုက်ပါတယ်အဲ့ဒီအချိန်တွင်းမှာသူမဝယ်ထားတဲ့ stock ကအလုံးမြန်စွာတက်လာပါတယ်နောက်ဆုံးမှာမင်းကလေးကကုမ္ပဏီကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ပါတယ်။သူမရဲ့ခင်ပွန်းကတော့မဖြစ်နိုင်ဘူးလို့ဒေါသတကြီးအော်ဟစ်နေပါတယ်။မင်းကလေးကတော့သူ့ကိုကူညီပေးခဲ့တဲ့သူမရဲ့ကလေးကိုအလွန်ကျေးဇူးတင်နေခဲ့ပါတယ်။